Oh hello မင်္ဂလာပါရှင် မင်္ဂလာပါခေ မင်္ဂလာပါ ဒီနေ့တော့ရှူတင်အစောကြီးပြီးသွားပြီပေါ့နော် ဟုတ်တယ်ဒီနေ့ရှူတင်အစောကြီးပြီးလို့အိမ်မှာပြန်လာနာတာပါ ခေကိုမိကုန်းလေးနည်းနည်းလောက်မေးချင်လို့ရလား ဟုတ်ကဲ့မင်းလို့ရပါတယ်ရှင် ခေပုံမှန်ရှူတင်နေပြီးရင်အိမ်မှာဘာလုပ်လို့ရှိလဲ ရှူတင်နေပြီးရင်တော့အိမ်မှာပုတ်ပုတ်ပါပါပဲပေါ့နော်မိသားစုကိုအချိန်ပေးတယ်ပြီးတော့ရုပ်ရှင်ကြည့်ဆောင်းလေးပါလေးဖတ်ပြီးလျက်နဲ့ဂိမ်းလေးတူတူကစားဖြစ်ပါတယ်ရှင် ဒါနဲ့ခေဘာတွေကြိုက်လဲဆိုတာကိုခေရဲ့ပရိသတ်တွေသိအောင်မေးမယ်နော် ဟုတ်ကဲ့မင်းလို့ရပါတယ်ရှင် coffee or tea Oh definitely coffee အရင်စိုက်တယ်တက်ကို3ခွက်လောက်တောက်နေပါတယ်အခုဆို watermelon or apple apple နောက်တစ်ခုက rice or brush Oh တေးစားပေါ့ rice သမင်း နောက်ဆုံးတစ်ခုကတော့ movie or series အဲ့ဒါလေ it really depends တကယ်လို့အချိန်သိမ့်မရအောင်2နိုင်3နိုင်လောက်ပဲနားချိန်ရတယ်ဆိုရင်တော့ movie ပေါ့နော်ဒါပေမဲ့အဲ့လိုရုံးပိတ်ရက်တို့2ရက်3ရက်နားချိန်ပေါ့နော်အဲ့လိုမျိုးရတယ်ဆိုရင်တော့ခေက series တစ်ခုလုံးကို season တစ်ခုလုံးကိုတပြိုင်နက်တည်းကြည့်ရတဲ့အကျင့်လေးရှိလို့ပါ တွေ့ရနဲ့ခေကိုမိကုန်းနဲ့တမ်းမေးနေမိရဲ့ဒါနဲ့လီယန်လေးရောမတွေ့ပါလား ဟုတ်နေကဒီနေ့ကျောင်းသွားရဲခဏနေကျောင်းသွားကြအောင်ပေါ့နော်ဟောလေခေခုမိုင်လေးနည်းနည်းစားလို့ဘာစားစားရှိတယ်ကြည့်မယ်နော် let's go အနည်းလေးရှာတော့ပဲ ခေကပန်းသီးတော်တော်ကြိုက်တာပဲနော် ဟုတ်တယ်မအခုတတိလေးလည်း fresh fruit လေးလည်းရှိရဆိုတော့စားလိုက်အောင်မယ်ကဲလို့ fresh fruit နေတိုင်းစားတတ်တဲ့လူတွေအတွက်ဆိုဒါခေက mini treasure fish လေးပေါ့နော်အရင်အဆင်ပြေရဒီ fresh fruit လေးတွေကိုပုတ်ပုတ်ပပထည့်သိမ်းထားလိုက်အောင်မယ် mini treasure fresh လေးကခေအတွက်အိမ်ရတည်တံ့ထားတာပေါ့နော်ဒါနဲ့ဘာတစ်စိတ်လေးလဲ ဟုတ်တယ်ဒါလေးက TDS တစ်စိတ်လေးပါဒါခေတော့300လေးနည်းနည်းကြာပြီသိလားဒါပေမဲ့ तू ကနှစ်ပေါင်းအဲ့လိုဘလောက်ပဲကြာကြာပေါ့နော်အသက်တိုင်းလေးပဲရှိတယ်ပြီးတော့ Thai technology နဲ့ထုတ်လုပ်ထားတာလို့ပြောပါတယ်ခုခေရိုအိမ်က kitchen appliance တွေတော်တော်များများဆိုရင်လည်း TDS 300ပဲဖြစ်ပါတယ်ဘယ်နိုင်ထိုးရလဲအော်ခဏနေလင်းအောင်တော့ကြွားရမယ်ဒါပေမဲ့အခုအချိန်လေးနည်းနည်းရတော့ခေထမင်းချက်မယ်ပုံမှန်ဆိုရင်တော့ခေအဲ့လိုအပြင်မှာအလုပ်လုပ်နေတာများတယ်ဆိုတော့အင်ကိစ္စတွေတော့တိတ်မကူနိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့အားလုံးလည်းစားလို့ရအောင်ခေထမင်းချက်မယ်ဒီလို rice cooker လေးရှိတော့လေလွယ်ရဲ့အချိန်နဲ့မြန်နေနော်rice cooker နဲ့ဆိုတော့လူကြီးတွေကျန်းမာရေးအတွက်ဆိုရင်ရောအဆင်ပြေပါမလား ပြေတာပေါ့ဒီ rice cooker လေးကလေထမင်းထဲမှာပါတဲ့ carbohydrate sugar ဓာတ်တွေကို30%ထိလျှော့ချပေးနိုင်ပါတယ်ပြီးတော့ဒီ TDS low sugar rice cooker လေးနဲ့ဆိုလူကြီးတွေအတွက်ရောကလေးတွေအတွက်ရောကျန်းမာရေးအတွက်ဆိုယုံကြည်စိတ်ချရပါတယ်ရှင်ဒါကိုဘယ်သူအတွက်လဲ ဒါလေးက Liam သူက fried chicken အရန်ကြိုက်ရောကျောင်းကနေပြန်လာရင်ပျော်သွားအောင် fried chicken ကြော်ပြီးမှပဲဖြစ်ပါတယ်ပြန်စလိုက်အောင်မယ်နော်ဒီချက်သားလေးလည်းနေပြီးသွားပြီဆိုတော့ air fryer oven နဲ့ထည့်လိုက်သူကအစားအသောက်ထဲမှာပါတဲ့အစီတွေကိုလည်း short ချပေးတဲ့အတွက် Liam လေးတစ်ပတ်ဖြစ်လူကြီးတွေတစ်ပတ်ဖြစ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလေးတွေစားချက်လို့ရပါပြီရှင်။ Okay အဲ့တော့ chicken မျိုးခဏဆောင်းလိုက်မယ်နော်။မင်းလည်းချက်ပါပြီချက်ကြော်လေးချက်ကြည့်မယ်နော် Okay ချက်ကြော်လေးလည်းရပါပြီ Okay
ချက်ကြော်လေးလည်းရပြီ မွေးနေတာပဲစားတော့စားချင်လာပြီ ဟုတ်ပါကျွမ်းမှာပေါ့ကဲအားလုံးအစင်းသစ်ဖြစ်သွားပြီ โอเคဒါနဲ့လီယာကိုသွားကြည့်အောင်မယ်ဆို ဟုတ်သားပဲအော်โอเคအချိန်လေးနည်းနည်းရသေးရဲ့အဲ့တော့အခုတလောခေရလီယန်ကိုအားရှိအောင်လို့ဒီတတိဖြော်ရင်များများတိုက်နေတာပေါ့နော်ဒါပေမဲ့လီယန်လေးကအဲ့တော့အသေးဖြော်ရင်မှဆိုအဖက်ပါလာရင်မတိုက်ဘူးအဲ့တော့ចောင်းသွားကြွရင်းနဲ့လမ်းမှာ TDS showroom လေးကိုဝင်ပြီးတော့ juicer လေးတောင်းဝင်မယ်နော်အဲ့ juicer လေးကဒီအရေးနဲ့အဖက်လေးရောချမလို့ဆိုတော့အရင်အဆင်ပြေရဲ့ okay အမြင်အင်ဂျီလေးတော့လဲလောက်မယ်ခဏဆောင်နော်ကဲအင်ဂျီလေးလက်ပြီးသွားပြီဆိုတော့တော့ချမယ် let's go ကဲ showroom လေးရောက်ပြီတော့ကြည့်ကြမယ်နော်မင်္ဂလာပါဟုတ်ကဲ့ခေက TDS product လေးတွေကို time မှာအရင်စတွေ့ပြီးတော့သုံးဖြစ်တာပေါ့နော်အခုတော့ showroom လေးလည်းရှိတော့ကိုယ်တိုင်လာရောက်ဝယ်ယူတာပဲဖြစ်ပါတယ်ဒီ TDS product လေးတွေကိုဘယ်ဆိုင်တွေမှာဝယ်ယူလို့ရလဲပေါ့နော်ပြီးတော့ဈေးတွေကလည်းအကုန်လုံးတူတူပဲလားမသိဘူးရှင် ဟုတ်ကဲ့ရှင် TDS product တွေကိုဘယ်မှာပဲဝယ်ဈေးတွေကအကုန်လုံးတူတူပါပဲရှင် ဟုတ်ကဲ့ ရန်ကုန်မှာတွေမဟုတ်ဘူးတနိုင်ငံလုံး TDS ရှိတဲ့ဆိုင်တိုင်းမှာဈေးတွေအတူတူပါပဲရှင် အော်ဟုတ်အဲ့ဆိုမျိုးတိုင်းကြီးပါမှာရှိတာပေါ့နော် ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ကဲ့ electronic ဆိုင်တွေမှာလည်း maybe ဝယ်လို့ရပါတယ် TDS dealer ဆိုင်ကြီးတွေလည်းရှိပါတယ်ရှင်ဟုတ် official Facebook page ကလည်းမှာလို့ရတယ်လို့မြန်မာကနေဝယ်ခြင်းနဲ့ဆိုရင်တော့ Facebook TikTok YouTube Telegram Viber ဘယ်မှာပဲဝယ်ဈေးရောဝန်ဆောင်မှုရောအာမခံပေးတာရောအတူတူပဲဖြစ်ပါတယ်ရှင် အော်ကောင်းလိုက်တာအဲ့ဆိုအရင်ဆင်ပြေတာပေါ့ဟုတ်ကဲ့အဲ့ဆိုရင်လေထိုင်းရဝယ်ခြင်းနေဆိုရင်ရော ဟုတ်ကဲ့ရှင်ဟုတ် TDS product တွေကိုမြန်မာနိုင်ငံ market မှာတွေမဟုတ်ဘဲထိုင်းရဲ့ social media တွေဖြစ်တဲ့ online shop တွေဖြစ်တဲ့ Lazada, Shopee, Kaidi တွေမှာလည်းဝယ်လို့ရတော့ဘယ်မှာပဲဝယ်ပစ္စည်းမှန်ဈေးမှန် best quality နဲ့ရမှာဖြစ်ပါတယ်ရှင်ဟုတ် ကောင်းလိုက်တာအဲ့ဆိုရင်တော့ TDS product လေးတွေကိုစိတ်ချယုံကြည်ပြီးဝယ်လို့ရပြီနော် ဟုတ်ကဲ့ပါရှင် very convenient ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ရှင် TDS product လေးတွေက Thai technology သုံးတာဆိုတော့ quality လည်းယုံကြည်စိတ်ချရပြီး after sale service လည်း3-year warranty ပါပါတယ်ရှင်ဒီနေ့အတွက်လူချင်းနေတဲ့ juicer လေးလည်းရပြီဆိုတော့ចောင်းသွားကြည့်လိုက်အောင်မယ် Thanks for watching the vlog bye TDS ရဲ့ချစ်ချင်းမြတ်တာများနဲ့အတူတင့်ရဲ့နှွေးထွေးတဲ့အိမ်လေးကိုပြီးပြည့်စုံအောင်ဖန်တီးလိုက်ပါ TDS make your home perfect